ပတ်စံတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုသမင်းသားကိုယူနေတာညောက်ပြီးတော့ရှောက်ကတော့တက်တာကပြုတ်ကြပြီးဇက်ကျိုးပြီးသေးတယ်တရေပေါ့အဲ့လိုခိုင်းတာနဲ့ပေါ့ဒီအိမ်ကိုလာသမျှလူအကုန်လုံး6လောက်ရတာဟုတ်အဲ့သူ့ကို6လောက်ဖို့ကြာတာဝန်ကြတာကျွန်တော်သွား6ရင်ကောင်မလေးချောချောလေးဖြစ်နေတော့ခွန်ကြောင်ပြီးပြန်လာတော့ကျွန်တော်ဇက်အတန်ဇက်ဟန်လေးတွေပေါ့နော်ပြောရလေးတော့ရှိပါတယ်အဓိကတော့မတ်နိုရာပါကျွန်တော်ကာရီတာကိုပိုင်ဇက်ထောင်တာဇက်မင်းသားပေါ့အဲ့တော့ဆုံးသွားတဲ့အချိန်ကျတော့လည်းသူကအဲ့အတန်နဲ့ပဲပြောပေါ့နော်ဟုတ်ကဲ့ဒါမတ်နိုရာရဲ့ညွှန်ကြားချက်ပါသူကလည်းအဲ့လိုကြီးလျှောက်ပြောတာလေဒါပေမဲ့တိတိကျကျဂျပန်လိုအဲ့လိုတင်ပြီးတော့မှပြောတာပါဒါပေမဲ့နားမလဲဘူးကိုကလည်းအဲ့လိုဇက်အတန်နဲ့ပြောသူကလည်းနားမလဲဖြစ်ချင်တယ်မဖြစ်နေတာပေါ့ပညာရရဆိုတာတဲ့ option ပေါ်မှာပေါ့နော်ဒါပထမဦးဆုံးအနေနဲ့ပေါ့နော်အငိမ့်မင်းသားလိုမျိုးပဲပြောနေရတာအကို character ကကြောက်လေစကားလုံးကြီးပေါ့အငိမ့်မင်းသားလိုပဲပြောနေရဆိုတော့အဲ့လိုရမုံတက်တော့ရည်ရခဲ့ပါဒီကားလေးကတော့ပြောရင်တော့တရေကော်မတီကားလေးလိုပဲပြောအောင်ပါဘောနော်ဟုတ်ကဲ့အခုပြောခဲ့သလိုပဲဒါဘယ်လိုခေါ်မလဲတရေဟိုဘယ်လိုခေါ်မလဲ horror နဲ့ comedy နဲ့ရောထားပြီးတော့ပေါ့နော်စိတ်ဝင်စားဖို့ကောင်းတဲ့ဇက်အိမ်လေးနဲ့ဖွဲ့စည်းထားတဲ့ကားလေးပါပတ်စံတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုသမင်းသားကိုယူနေတာအဲ့လိုကိုပိုင်ဇက်ထောင်ပြီးတော့ကညောက်ပြီးတော့ရှောက်ကတော့တက်တာကပြုတ်ကြပြီးဇက်ကျိုးပြီးသေးတယ်တရေပေါ့အဲ့လိုခိုင်းတာနဲ့ပေါ့အဓိကတော့ဟိုဒီတကားလုံးမှာဆိုလို့ရှိရင်ကျွန်တော်ဇက်အတန်ဇက်ဟန်လေးတွေပေါ့နော်ပြောရလေးတော့ရှိပါတယ်အဲ့ဒါလည်းဒီကားထဲမှာကျွန်တော်ကိုတင်မောင်ကပါတယ်ကိုတင်မောင်စမ်းဝင်းပါတယ်ပါတော့ကိုတင်မောင်ကိုနည်းနည်းလေးခုညီတောင်းရတယ်ကိုတင်မောင်လည်းသင်ပေးတယ်ပြောပြပေးတယ်ဟုတ်ကဲ့ပညာရရဆိုတာတဲ့ option ပေါ်မှာပေါ့နော်ဒါပထမဦးဆုံးအနေနဲ့ပေါ့နော်အငိမ့်မင်းသားလိုမျိုးပဲပြောနေရတာအကို character ကကြောက်လေစကားလုံးကြီးပေါ့အငိမ့်မင်းသားလိုပဲပြောနေရဆိုတော့အဲ့လိုရမုံတက်တော့ရည်ရခဲ့ပါအမတ်တရားတွေကတော့ရှိပါတယ်အကုန်လုံးနဲ့ဘယ်လိုခေါ်မလဲခေါင်းမွန်လေးအစင်ပြေရိုက်ကူးခဲ့တယ်ပြီးတော့မနဲ့မိုးလင်းတဲ့အထိလည်းအကုန်လုံးစောင့်ပြီးတော့ပေါ့နော်အဲ့လိုမျိုးအတူတူရိုက်ကူးခဲ့တာဆိုတော့အမတ်တရားကောင်းလေးတော့အများကြီးရှိပါတယ်ဟုတ်ဒါအရင်တဲလန့်ရှိပါတယ်ဟုတ်ကဲ့အားလုံးကျွန်တော်ရိုက်တဲ့ချိန်မှာလည်းတော်တော်ကြိုးစားတယ်ဟုတ်ကဲ့ဘာမှထွေထူးတော့မရှိပါဘူးဒါအကုန်လုံးပျော်ရွှင်ရွှင်နဲ့ပေါ့နော်ရိုက်ကြတာပေါ့ဟုတ်အဲ့ဒီထဲမှာကျတော့တရေကကျတော့သူဒီအိမ်ကိုလာသမျှလူအကုန်လုံး6လောက်ရတာဟုတ်သူ့ကို6လောက်ဖို့ကြာတာဝန်ကြတာကျွန်တော်ဒါပေမဲ့တရေမှာတရေကသွား6ရင်ကောင်မလေးချောချောလေးဖြစ်နေတော့မ6တော့ခွန်ကြောင်ပြီးပြန်လာတော့တရေ6ခံရကြရမုံကကြောက်တရေ6ခံရတဲ့အထဲမှာမပါခဲ့ဘူးရမုံကကြောက်တဲ့အတိုင်းပေါ့ပါလေးပဲဒီလိုဘယ်လိုခေါ်မလဲတရေ6တော့မဟုတ်လို့တယောက်ကပူတယ်ဆိုရင်အဲ့လိုမျိုးအေးဝါတာမျိုးအဲ့လိုတကိုးတွေနဲ့ကိုယ့်အတွက်ဖန်ဆင်းပေးခံနေရတာပေါ့နော်သူများတွေတအိမ်လုံးကတော့6ခံနေရတယ်ဒါပေမဲ့ရမုံ character ကတော့မသိခဲ့ဘူးအဲ့လိုမျိုးလေးပါဟုတ်တယ်တချို့နောက်ပိုင်းကျတော့နည်းနည်းရိုက်မစင်းလေးလည်းများလာတဲ့အချိန်ကျတော့လေရိုက်စရာလေးကြံတဲ့အချိန်ကျတော့အဲ့ဒီကမမရဟိုမိုးလင်းပေါ့ဒီပေါ့မိုးစင်းစင်းလင်းတဲ့ဒီကိုရိုက်ခဲ့ရတာပေါ့အဲ့ဒီနေ့ကတော့ဒါအကုန်လုံးလည်းအချင်းမှုပြုနေတယ်ပေါ့အားရပါတယ်ဒါဒီကားလေးကဝိုင်းဝန်းပြီးတော့ပေါ့နော်ဟိုပြောရရင်အုံနဲ့ချင်းနဲ့ပေါ့နော်အဲ့လိုရိုက်တဲ့ကားဆိုတော့ရမ်းကြီးရပါတယ်တရေတွေဆိုပေမဲ့တယောက်မှလည်းတရေတွေကြောက်ကြလည်းမကောင်းပါဘူးအဲ့လိုမျိုးအကုန်လုံးကြောက်တော့တရေတွေလိုဖြစ်နေတာပေါ့နော်ခွေနေရမှာအကုန်လုံးကတော့ဟိုပါပေါ့တယောက်တစ်မျိုးစီအစွဲတွေဆွဲပြီးတော့မကျွတ်ကြတဲ့တရေတွေပေါ့နော်အဲ့လိုဆိုတော့အဲ့တော့ဒီဟိုလာသမျှလို့အကုန်လုံးသူက6လွတ်မယ်ဒီပုံစံပါဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်အဲ့မှာစီနီယာအဲ့လိုပထမဆုံးတရေပေါ့အဓိကတော့မတ်နိုရာပါမတ်နိုရာလို့ကားစပေါ်ပြတဲ့ချိန်ကလေးဟိုကျွန်တော်ကာရီတာဒီဇက်ထောင်ထားတယ်ကိုပိုင်ဇက်ထောင်ထားတဲ့ဇက်မင်းသားပေါ့အဲ့တော့ဆုံးသွားတဲ့ချိန်ကျတော့လည်းသူကအဲ့အတန်နဲ့ပဲပြောပေါ့နော်ဟုတ်ကဲ့ဒါမတ်နိုရာရဲ့ညွှန်ကြားချက်ပါသူကလည်းအဲ့လိုကြီးလျှောက်ပြောတာလေဒါပေမဲ့တိတိကျကျဂျပန်လိုအဲ့လိုတင်ပြီးတော့မှပြောတာပါဒါပေမဲ့နားမလဲဘူးကိုကလည်းအဲ့လိုဇက်အတန်နဲ့ပြောသူကလည်းနားမလဲဖြစ်ချင်တယ်မဖြစ်နေတာပေါ့အဲ့လိုနောက်ပိုင်းမှာတော့နည်းနည်းအဲ့လိုဒရမာလေးတွေပါတယ်ဟိုဟာတတ်ကြီးတော့မဟုတ်ပါဘူးဟာတိုက်ပဲလည်းမဟုတ်ဘူးဟုတ်ကဲ့ဒါမကြခင်ယူဒီပြသတော့မဖြစ်တဲ့အတွက်လာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာသူကြောက်ကိုကြောက်ကိုင်းမှာဒါအားလုံးတူတူစူးစမ်းပြီးတော့ဒါစူးစမ်းထားကြဖြစ်တဲ့အတွက်ပြည်သက်ကြီးလည်းလာပြီးတော့ကြည့်ပါအောင်လို့ညီမဖိတ်ခေါ်ချင်ပါတယ်ရှင်